ခဏလိုက်နော်ပိုက်ကိုတူတူအားရှင်ပြောကြအဲ့သူ့ရင်စားဟုတ်ရှားကြည့်အောင်ဘာမှတော့ပြောကျောက်ကလည်းနဲ့တယ်အောက်ကတော့ဘာမှမမြင်အောင်အဲ့ကြောင့်ကိုကလေမင်းတို့မစားနေသူကလည်းမစားပြပြတော့ဘူးမင်းလည်းဒီချားဖြစ်ပြောတာဖမ်းလို့ရမလားဆိုတော့အတန်းဆွဲလိုက်တာဟုတ်ကျောက်ကလည်းနော်လုံးဝအောက်ကြောက်ရင်းမပြောက်သွားတာဒီကောင်းပြုတ်ကြပြီးတော့ချောင်းရောအောက်ကြည့်တယ်ဆိုတော့အောက်သွားရှာတယ်တွေ့ရမှာတွေ့ရမှာသူကလုံးဝရှင်းစားလို့စားမရှိဘူးနေတော့စဉ်းစားရအောင်သူ့ရင်ကွာလိုပဲလိုပဲရှိလို့နေခဲ့တယ်ကွာလိုပဲကြည့်ကြပြီးပြောမှာဟာတော့ရှင်းမယ်你ရှင်းမယ်โอเคရပါလားညီလေးကင်မရာမန်ဖြစ်ဟုတ်လားလိုက်ဒီကောနိုင်တော့ငါတရားပဲပြရပြီကိုဒါကြည့်ရှိပါဘူးငါညမူးွားနေမယ်အနှစ်ခွက်တည်းတောက်လိုက်တာဘယ်လိုဖြစ်မူးွားလဲမသိဟုတ်နေနေဟုတ်ရမင်းလည်းပဲသိဖို့ထားပါโอเค